ဘောင်းတော်အေယာဝတီတိုင်းလဘောတာမြို့အခုနေတဲ့အကြောင်းကိုစားရောက်ခါစားတော့တကားတူကဟင်းလာပို့တယ်ငါးကြော်တွေလာပို့တာဘာတွေလာပို့တာဘုံကအကခန္ဓာပေါ့ကျောင်းမှာကိုရင်လေးတစ်ပါးရှိတယ်အဲ့ဒီကိုရင်လေးကအာစိန်နာတဲ့သူ့ရဲ့ဘွဲကပါတယ်လေအာစိန်နာပါဗျာအဲ့တော့ငါးကြော်တွေလာပို့တယ်ဆိုတော့ဒီငါးကြော်တွေလှည့်ဖို့ဆိုပြီးတော့ဘုံကကိုရင်လေးကိုလမ်းခေါ်တယ်အာစိန်နာလို့လမ်းခေါ်တော့ထိုးတကားကြီးဘယ်လိုကြားတယ်မသိဘူးအကျစ်ပါဗျာနောက်တစ်ခေါက်ပြန်ခေါ်တယ်အာစိန်နာတော့တပည့်တော်ကြော်ယူလာခဲ့တာဗျာတဲ့အာစိန်လာလို့ခေါ်တော့အစိန်လာလို့သူကြားတာဟုတ်လားအဲ့တော့အဲ့ဒါမျိုးတွေကြတော့ကိုကနားလည်မှုပေးရမှာလားမပေးရဘူးလားပေးရပါဗျာဟုတ်လားကိုဝင်းလဲဒါကြောင့်ဘုံဘုံပြောဘူးပါလေနော်ဘုံဘုံရဲ့ဦးလေးနဲ့ဘုံဘုံနဲ့အတူနေမှရမယ်ဟုတ်လားအေးဒါကြောင့်မို့တော့ဒုပရိသတ်ရဲ့လောဘဆိုတဲ့အကုသိုလ်ဒေါသဆိုတဲ့အာကုသိုလ်မောဟဆိုတဲ့အာကုသိုလ်ဟာတခြားကဖြစ်တာလားခန္ဓာကိုယ်ကဖြစ်တာဒါဆိုရင်အဲ့ဒီသုံးမျိုးကိုပယ်ပြီးတော့အာလောဘဆိုတဲ့ဒါနအာဒေါသဆိုတဲ့သီလအာမောဟဆိုတဲ့ဘာဝနာဝိပဿနာအဲ့ဒီအလတ်တရားတွေနဲ့ဆင်လိုက်မယ်ဆိုရင်ဒီခန္ဓာကိုယ်ကြီးလှသွားပါပြီမှန်ရလားပရိသတ်အလတ်ဘယ်နှမျိုးလဲအလားသုံးမျိုးတဲ့ကဲလိုက်ဆိုကြရပါအမိတို့နာဂရိလှစေဖို့မိတို့နာဂရိလှစေဖို့ဗုဒ္ဓတရားနာကြဆိုဗုဒ္ဓတရားနာကြဆိုဘာတို့နာဂရိလှစေဖို့ဘာတို့နာဂရိလှစေဖို့ဗုဒ္ဓတရားနာကြဆိုဗုဒ္ဓတရားနာကြဆိုအမိတို့ကိုယ်ကလေးလှစေဖို့အမိတို့ကိုယ်ကလေးလှစေဖို့ကံသုံးပါးနဲ့လှဆင်စို့ငါတို့ကိုယ်ကလေးလာစေဖို့ငါတို့ကိုယ်ကလေးလာစေဖို့ကံသုံးပါးနဲ့အလားစင်စို့ကံသုံးပါးနဲ့အလားစင်စို့အလားဘယ်နှမျိုးသုံးမျိုးပါဗျာအလားသုံးပြတရားဒေသနာကိုမြတ်စွာဘုရားရှင်တော်မြတ်ကြီးဟောကြားလိုက်တော့နာကြားရတဲ့သုဘဗုဒ္ဓရှင်ထဲမှာပရိသတ်ရဲ့ကံတရားတွေစင်ကြဲလို့ဒိဋ္ဌိနဲ့ဝိသိကိစ္စကင်းကွာတော့ပါတယ်ဒိဋ္ဌိနဲ့ဝိသိကိစ္စကင်းကွာတယ်ဆိုရင်သောတာပတ္တိဖို့တည်ပြီမှန်ရဲ့လားမှန်ပါဗျာဒီတော့သူရရှိတဲ့တရားတွေကိုမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုရှောက်ခြင်းလုံးလို့တဲ့ဒီတော့နောင်နာကဆိုတော့မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးရဲ့ရှိတော်မောက်ကိုချက်ချင်းလာဖို့ဆိုတာဆင်မပြေဘူးပေါ့တရားဝဲတွေသိမ့်တော်တရားနာပရိသတ်တွေပြန်သွားတော့နောက်ပိုင်းမှာမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးတန်းကိုသူရောက်လာပါတယ်ဒီတော့မြတ်စွာဘုရားထံကိုသွားတဲ့အချိန်မှာလမ်းကနေပရိသတ်ရေပုံနာကိုတယောက်နဲ့တွေ့တယ်။အဲဒီပုံနာအိုကတခြားသူမဟုတ်ဘူးတရားမင်းဘယ်သူလဲတရားမင်းပါဗျာသုဘဗုဒ္ဓရဲ့တရားတရားသူ့ရဲ့ယင်ထဲကရှိနေတဲ့တရားတွေကိုလာပြီးဖြစ်စည်းတာဒီတော့တရားမင်းကပုံနာရောက်ဆောင်ပြီးတော့ဟဲ့သူတော်စားကြီးမင်းရဲ့ခန္ဓာကိုယ်မှာအခုပြည့်တည်နေတဲ့ဒီအနာရောဂါတွေမပြောက်ချင်ဘူးလားတေဝေတဝေထွတ်နဲ့ခွန်းလက်ဆွဲကတောင်းစားနေတဲ့တောင်းစားကြီးဘဝကမလွတ်မြောက်ခြင်းဘူးလားဟာလွတ်မြောက်ခြင်းတာပေါ့ခံစားရတဲ့ဝေဒနာတွေကလည်းပဲလွတ်မြောက်ခြင်းတာပေါ့ဒါဆိုရင်အဲ့ဒီယောဂဝေဒနာတွေကိုလည်းပဲအလုံးပြောက်ခဲ့အောင်ငါကုသပေးမယ်ဒါရဲ့ပိုင်ဆိုင်တဲ့စည်းစိမ်ဥစ္စာရည်ရနာတွေကိုလည်းပဲမင်းကိုပုံပြီးတော့ပေးမယ်တဲ့ဒီလိုဆိုပြီးတော့တရားမင်းကသူ့ပိုင်ဆိုင်တဲ့စီစဉ်ဥစ္စာယရနာအလုံးကိုသူ့ရဲ့တကူစွမ်းအားနဲ့ပြပါတယ်ပုထုဇဉ်သဘာဝဆိုတော့မျက်မောစရာပေါ့မှန်ရဲ့လားမှန်ပါဗျာဒါပေမဲ့လို့ဟိုကတော့ပရိသတ်ရေသောတာပန်ပါတယ်လေသောတာပန်ဆိုတော့စဉ်းစားပြီးလှမ်းကြည့်လိုက်တယ်ကြည့်လိုက်တော့ပရိသတ်ရေသိသွားပြီဒီလူကပုံနာမဟုတ်ဘူးတရားမင်းအယောင်ဆောင်ထားတာဆိုတာသိလိုက်တယ်ဒီတော့မှဟဲမိုက်လာတယ်တရားမင်းရုံမာလာတယ်တရားမင်းတင်ကငါရဲ့တရားတရားကိုလာပြီးတော့ဖြစ်စည်းတာငါရဲ့အသက်သေးခြင်းသေးပါစေတဲ့တင်ပြောတဲ့အတိုင်းဘုရားဟောဘုရားမဟုတ်ဘူးတရားဟောတရားမဟုတ်ဘူးတန်ခါကိုတန်ခါမဟုတ်ဘူးလို့မပြောနိုင်ဘူး
တုံနာအိုကြီးတောင်းဆိုတာက3ချက်ပဲတောင်းဆိုတာဘယ်နှချက်တောင်းဆိုတာပစ္စည်းဥစ္စာယေရနာတွေကိုလည်းပြီးမယ်အနာယောဂါတွေကိုလည်းပျောက်စီမယ်ဒါပေမဲ့လို့ဖယားကိုမကူခွင့်နဲ့တရားကိုမကူခွင့်နဲ့တန်ခါကိုမကူခွင့်နဲ့ဒီတော့မှရဲ့ပြုံးမတဲ့တရားမင်းတဲ့တည့်ရဲ့အကျဉ်းစီကိုငါသိတယ်ငါရဲ့တရားကိုလာဖြစ်နေတယ်ငါရဲ့အနာတွေလည်းပဲအနာယောဂါတွေလည်းပဲမပြောင်းချင်တဲ့နေပါစေတော့တည့်ရဲ့ပြည့်စုံစာရနာတွေကိုလည်းပဲငါဘာတစ်ခုမှမလုပ်ချင်ပါဘူးဘုရားကိုဘုရားမဟုတ်ဘူးတရားကိုတရားမဟုတ်ဘူးတန်ခါကိုတန်ခါမဟုတ်ဘူးလို့ငါဘယ်တော့မှမပြောနိုင်ဘူးအဇံတကေပါနုပေတံဗုဒ္ဓတရဏံကိစ္ဆာမိအဇံတကေပါနုပေတံဓမ္မတရဏံကိစ္ဆာမိအဇံတကေပါနုပေတံသံဃံတရဏံကိစ္ဆာမိမခိုင်ပါဘူးလားပြိတ္တိတရားတရားခိုင်မာတယ်ဆိုတာသောတာပန်မှခိုင်မာတာကျန်တဲ့သူတွေတရားတရားကိုခိုင်မာနိုင်ပါမလားပညာနဲ့ထိန်းလို့ရတယ်။ဘာနဲ့ထိန်းလို့ရတာ။ဒါကြောင့်ပြိတ္တိရဲ့အသုံးပြုတဲ့နေရာမှာမိမိတို့ကျင့်သုံးတဲ့နေရာမှာတရားတစ်ခုတည်းနဲ့အသုံးပြုလို့ရပါမလား။နောက်ကဘာပါရမလဲ။ပညာပါရမယ်။ပညာတစ်ခုတည်းနဲ့လုပ်လို့ရပါမလား။နောက်ကဘာပါရမှာလဲ။တရားနဲ့ပညာပြိတ္တိရဲ့မျှတရမယ်။နော်တတ္တနဲ့ပညာဘယ်လင်းဖြစ်နေရမယ်။အဲ့ဒီလိုမှမဟုတ်ရင်ပြိတ္တိရဲ့ကြည်ညိုမှုတလွဲယုံကြည်မှုတလွဲမဖြစ်တတ်ဘူးလားဖြစ်တတ်ပါရဲ့ဗျာနော်ဘုံဘုံတော်မိရေးဆိုတာကြားဘူးလားဟမ်ကြွားတရားမှာတက္ကမမိရေးလေသူ့ရဲ့ယောက်ျားကဘယ်သူလဲကိုသားတင်းတဲ့တတိတော့ကိုသားတင်းလဲတဲ့ကိုလဲထုံအောင်တော့မိရေးကအိမ်မှာရှိတဲ့အဝတ်စုပ်တွေကိုချုပ်ပါပြီးတော့နေတာချုပ်ရင်းပြုရင်းနဲ့ပရိသတ်ရဲ့သူ့ချုပ်နေတဲ့အပ်ပါဖြစ်သွားတာပျောက်သွားတယ်ပျောက်သွားတော့သူ့ပျောက်သွားတဲ့အပ်ကိုလိုက်ရှာတာရှာမရဘူးရှာမရတော့ဘာသွားတရိယာတယ်ဆိုဘေးရင်ဆရာသွားတရိယာဘယ်သူသွားတရိယာတာရွာရှိပိုင်းကဘေးရင်ဆရာကြီးဦးညာတဲ့ဘေးရင်ဟောလိုက်တာရမ်းမှဒီတော့ကတုံးကရင်နဲ့ဘေးရင်ဆရာရှိသွားတော့ဘုကဘေးရင်ဆရာကပြောတယ်ဟဲ့မိရင်ငါမြင်းတဲ့အတိုင်းဟောရမလားမှန်တဲ့အတိုင်းဟောရမလားမြင်တာတော့ပြောပါမှန်တာတော့ဟောပါတဲ့အေးဒါပေမဲ့လို့ငါမြင်တဲ့အတိုင်းမှန်တဲ့အတိုင်းပြောမယ်နော်ဒါပေမဲ့လို့ငါဟောတဲ့စကားတွေကိုလေမှန်တဲ့အကြောင်းနင်းယောက်ျားပြန်လာရင်ပြန်မပြောနဲ့ပေတဲ့ဆရာကပြိတ္တရဲ့အဆက်ပါဟောလိုက်တာအကယ်၍ပြန်ပြောရင်တော့နင်းယောက်ျားနဲ့အနေနဲ့ရံဖြစ်ခြင်းရှိတယ်တဲ့မိရေးတဲ့အဲ့ဒီပျောက်ကျသွားတဲ့အကအိမ်နက်ကဖောက်ထားတာဒီတော့ပြန်ရောက်တဲ့အခါအောက်မှာပြန်ရှာကြည့်တွေးလိုက်မယ်ပေးပေးတဲ့ဟောက900ပေးတဲ့ဟောကဘယ်လောက်လဲ900ပါဗျာရော့ဆရာကြီးဆိုပေးပြီးပြန်လာခဲ့တဲ့အိမ်ရောက်တော့မှုန်တော့ရှာတွေ့သလားမတွေ့ဘူးလားမိအေးမစင်စားဘူးတွေးလိုက်တော့ဟာပေးတဲ့ဆရာကြီးတကယ်မှန်နေဟောလိုက်တာတကယ်တော်လိုက်တာတဲ့ချီးကျူးနေတော့ရှိသေးတယ်သူ့ယောက်ျားကိုသားတင်ရောက်လာတယ်ခါမှာတဘိုးကျင်ထိုးလို့နော်ဒီတော့ပရိသတ်ရဲ့မိအေးခမမပြောပဲမနေနိုင်ဘူးကိုသားတင်မပြောပဲကိုမနေနိုင်ဘူးဟဲ့ဘာတွေဖြစ်လို့ဘာတွေပြောမပြောပဲမနေနိုင်ရတာပဲမှန်လိုက်တာတော့ဟဲ့ဘာ